ပြောအေးဒီဘက်တော့တော့ဘယ်အဲ့ဖိုက်တာနော်တော့တောက်မှာတောက်မကြီးဩမင်းတောက်မှာငါလည်းတောက်မှာနေရောက်လာပြီနင်ကပြောတော့တော့ထိုင်ပါဆရာဟိုဘာတောင်းတောင်းလည်းမသိဘူးကျွန်တော်တို့ရွှေနစ်ပင်ကလည်းတောက်တယ်နော်တစ်ဖေးရတယ်ဒီချပွေးရတယ်ပလာတာရတယ်အေးရတယ်လက်ဖေးနှစ်ခွက်မင်းတောက်ပါနော်တောက်မောမင်းရတယ်လက်ဖေးနှစ်ခွက်ချိုးစိတ်ပြပြလဲလဲလေးပြလဲလဲဟုတ်တယ်တော်သားလေးဆိုအချိုကြိုက်โอเคအခုရဲ့လူသဘောကျတပည့်ချိုးပေါ်ကြလို့ထပ်ပြောပြရဘူးဘုံကျော်ချိုးပြစ်လေအဲ့ဒါတောက်ချင်တာအဲ့ဒါပဲဟုတ်ကဲ့အဲ့ဒါတပည့်ဟုတ်ကဲ့ပြနေတတ်တယ်ပြောတတ်တယ်လူရှင်တော့လောက်ရမှာပြဟေးစိုက်နာမည်မှတ်မိတယ်နော်ဩမှတ်မိပါတယ်ကွာဆဲပြားစိစိုက်တော့အီလက်ထရောနစ်နဲ့ပတ်သက်လို့ကမင်းဆိုလာလဲရတယ်ဘက်ထရီလဲရတယ်အင်ဂျင်လဲရမီးစက်ကြီးဆိုအကြီးနော်အဲ့ဒါတွေအကုန်လုံးရတယ်ငါမှတ်မိဩငါမင်းမမှတ်မိမှလို့ပြောနေတာနော်လောက်လာပြီရွာကိုပြန်ပြောရမှာလေရွာပြန်ပြောမင်းလည်းပြောလို့ရတယ်အေးမင်းငါမှတ်မိတယ်မင်းမမှတ်မိမှဆိုလို့ပြောနေတာမှတ်မိတယ်ကွာဘယ်လိုရဟုတ်ကဲ့ပါရောက်ကိုလိုပြောတာဟုတ်ကဲ့ပါโอ้ชูๆလေးတောက်ပါမင်းရလေအဲ3000နော်ဟုတ်ကဲ့အာဟာဟဲ့ငါတို့ရမတင်စိန်လက်ရတက်ကောင်းဒီကြပွေးလေတွေ့လားဝင်ဆောင်မှုမဟုတ်ဘူးဘောအောင်တာလေဆိုရမဆိုင်ဘူးရောက်နေကိုကြည့်ဟုတ်ပြီတင်သာဝင်းကျော်ဟောတောင်းပြီတော့တင်သာဝင်းကျော်လို့ကွာဟုတ်တယ်ဟိုတဲ့တဲတူးခမယုံဘူးဟာဘာပြောတပည့်တော့မှတော့အများကြီးစားတယ်စိုးရကျော်ရုံမိတိုင်းထားကြတောင်းရအောင်သမီးစားရမလို့တော့မစားဘူးကပည့်ရိုက်တယ်ငါတို့တောင်းစားရမလို့ဒီမှာမိတပည့်တော့မှတော့အများကြီးစားရလက်ကြံဆွဲလိုက်ဟောဒီမှာတခုကြံနေရဆွဲလိုက်ပါကွာကောင်းတော့ကွာတိတ်မရဘူးငါတောင်းသွားတယ်လူပိတ်ဖို့ရှင်းလိုက်ရောလေခက်ပြိုက်ကြောင်းအကိုရှင်းမယ်လာပြီကိုလူပိတ်နေကွာဟုတ်ကြ3800ဟာရဲ့3800ငါမရုပ်တည်နဲ့နောက်တက်တာပဲအစရုပ်တည်ကျွန်တော်လက်ပိတ်နှစ်ခွက်တည်းလေလက်ပိတ်နှစ်ခွက်လက်ပိတ်နှစ်ခွက်တည်းဆိုတော့အောက်ဝဲကြအဲ့ဒါအောက်ဝဲကြချထားတဲ့မုတ်တွေလည်းကုန်ပြီဆိုတော့အလုံး3800မုတ်တွေကကျွေးတာမဟုတ်လားဘယ်လက်ပိတ်ဆိုင်မုတ်ကျွေးလို့လဲဗျာကျွန်တော်ရှင်းနေတွေ့ကြတယ်ဘယ်လက်ပိတ်ဆိုင်မှာမကျွေးလို့သူလည်းမကျွေးဘူးဈေးနှုန်းကိုတစ်ရောက်မှဆိုယူထားပါတယ်ကျွန်တော်ကလက်ပိတ်နှစ်ခွက်ထဲမှာအဲ့နှစ်ခွက်ထဲကိုတော့မုတ်တွေချပြီးတော့ကျွန်တော်တို့အလကားကျွေးတာမှတ်ပြီးတော့အဲ့ဒါစားတာကိုမနောက်ပါနဲ့ဗျာစားပါနဲ့ဘယ်ရန်ကုန်မှာဘယ်လက်ပိတ်ဆိုင်မှာမုတ်အလကားမကျွေးဘူးလေစားရင်တော့ရှင်းရမှာလေကျွန်တော်တို့ဆော်ရလည်းပြောလေကျွန်တော်တို့ရွာမှာဆိုလက်ပိတ်ချိုးပြနှစ်ခွက်ဆိုနှစ်ခွက်ပဲလာချတယ်ကျွန်တော်လက်ပိတ်တော့အခုကမုတ်တွေချကျွေးတော့ကျွန်တော်တို့ကအလကားကျွေးတယ်မှတ်ပြီးတော့ခင်ဗျားတို့စားဘူးတဲ့ဆိုင်မှာတော့ပြောရင်ဆွေးနွေးတက်မှာတော့မရဘူး။ကြားတော့ရှင်းရမှာ။เราကမုတ်တယ်လေမှားလည်းမမှောင်တော့မင်းကျွန်တော်လည်းမမှားဘူးလေ။ကိုကလာချပြီးအလကားကျွေးတယ်တင်လို့ကျွန်တော်တို့ကစားတယ်။ဟာကျွန်တော်တို့ဝန်ဆောင်မှုပေးတာလေ။ခင်ဗျားတို့မစားရင်တော့မရှင်းအောင်။စားရင်တော့ရှင်းရမှာပဲ။ဟုတ်။ခင်ဗျားတို့စားမစားကျွန်တော်တို့ကချပေးရမယ်တောင်းတယ်ကျွန်တော်တို့စားဘူး။ဘယ်လောက်ကြတယ်။3800 3800မလို့နဲ့နော်။အော်နော်တပောင်တော့ပို့ပြီးအိုးတွေချတယ်ပါဆေးကန်းလိုက်။ဟုတ်ပြီ။ဟုတ်။အဲ့ဒါတော့ကျွန်တော်မလုပ်ပြသေးနဲ့ဗျာ။ပြေးပါမယ်။မြတ်ပြေးစား။အဲ့လုံးတူတူလာတော့ဘာလို့ပုံစားတာလဲ။မင်းလည်းစားတာငါလည်းစားတာပဲ။မင်းကခွန်ကျွေးသေးရဲ့လေ။မင်းအများကြီးစားတာပါလို့။ဆိုင်တော့ရံပြလို့မရဘူး။ဟုတ်ကျွန်တော်တို့ဆိုင်ရှင်သေးခင်ဗျားတို့
ဟုတ်ကဲ့ရှင်းပေးမယ် ဦးနောက်950ရှိတော့ ပုံမီလို့ ဟိုအရှင်ပြောပြပါလားဗျာ50လောက်တော့လျှော့ပါလို့ဒီမှာ3950ပဲရှိလို့နော် အဲ့ဒါ short ပေးလို့တော့ရတယ် ဟုတ် ဒါပေမဲ့ unit ထပ်တောက်လို့မရ မတောက်တော့တော်သေးရနေကြတော့မပါလို့ဟုတ် ဒီယူနစ်မတော့ ဟုတ် ရလားလူကောဟုတ် ခုနကတော့ရောပြုံးရွှင်းတာငါတို့စဝင်တာ ခင်ဗျ unit တောက်လို့မရဘူးပြောပါအေးမရဘူးကြောင်းတော့ဝင် မတော့ပါဘူးကျွန်တော်ပကံသေးပေးတာ ဆေးပေးလား ပကံသေးပေးတာ ကဲစားကြနော်မလေးမာမီဖွေးရဲ့အခုဆိုလို့ရှိရင်ဒီမှာနကနာအောင်လို့ကျွေးတာနောက်လည်းဒီတက်ကျွေးအောင်ပါဟဲ့လာကြဟဲ့ထဲပေးကြဟဲ့ကျွတ်နီတေချာပြင်ပေးလိုက်လူကတေကြီးတို့လာစားနောက်အောင်ရင်ဒီတက်ကျွေးအောင်ပါဖေးရောမလို့ရှိရင်ဒီတက်ကျွေးအောင်ပါဒီတက်ကျွေးအောင်ပါ အောင်ပါနောက်လည်းမအောင်ပါ ဟဲ့စားဟမ်ကောင်းဘူးမောကဲဒါပြီးကိုလာကောင်းရမယ်လေပါလေရမမီဖွေးလေရဟုတ်ရပါထဲနော်စားနော်မလေးပြောကြည့်ဘူးပြောကြည့်ဘူးဟဲ့မိုးရင်းကစားသွားအောင်မိုးရင်းကစားပါဦးနဲ့ပတ်သက်ချင်ရမှာမလားမစားဘူးမရှိရပါဘူးဟဲ့မရှိရပါဘူးမမီဖွေးရဲ့နကနာအောင်လို့ကျွေးတာ ကိုမလည်းအဲ့လိုပဲလက်ဖေးဆိုင်မှာလည်းလာချတာမဟုတ်ဘူးလေရှေ့ကတော့ကယ်ရီတော့90မရှိလို့မကုန်းချောင်းရောက်တာလာမလုံးနဲ့မစားဘူးဗျာ မလေးဟဲ့မသားမကျွေးရပါဘူးအမလေးပတ်သက်တော့မပေးရပါဘူးဆိုမှပဲဟုတ်လားစတုဒီတာနကနာအောင်လို့စတုဒီတာကျွေးတာအဖေကြီးတို့မိုင်းဒီတက်ကိုကျွေးအောင်ပါ ပတ်စံမပေးရဘူးနော် ဒီကြောင်မင်းတော့ တကယ်မပေးရဘူးနော် ပေးရပါဘူးဆို အလကားကျွေးတာနော် လက်ကားကျွေးတာ အဲ့ဒါဆိုစားပြီလေဘဒူ ဟဲ့မမီဖွေး မာမီဖွေးစားပြီလေစားပြီလို့ အခုလာခိုင်း ဟိုလေစားနေတာမဟုတ်လား အလေ3မကန်ရှိသွားပြီဖိုက်ကားနေပြီ မလေးအဲ့ဒီအကောင်လာမပြောနဲ့သုံးမခိုင်ရှိသွားပြီငယ်လေးစားမလေးစား တက်ထည့်ပြီပါ ပတ်ဆက်မပေးရဘူးပတ်ဆက်မပေးရဘူး မပေးရဘူးနော် နင်တို့ရုပ်ကြည့်ရလဲပတ်ဆက်တပြားမှဘာမရုပ်ဘူး တပိတ်တိုင်းမှာရှိခဲ့တာကိုကားတာ ငါစားမယ်ဒီပကံနဲ့တော့ဒါမျိုးတွေရိုး ဟုတ်တပကံမှာလိုက်ကွာ ကျွန်တော်တို့ စားပွဲလေးကနဲ့နောက်စားပွဲတပကံမထူးပါဘူးအဲ့ဒါကြီးစားလိုက်ပါ အဲ့ဒါကြကျွန်တော်မ အဲ့ဒါကျွန်တော်ထားလိုက်မယ်လေ လုံးမကြရပြီအရေးထည့်ပေးလိုက်မလေးဘယ်တော့လာတဲ့ငတ်ပြတ်လာတယ်မဟုတ်ဘူးစားပါလေစားပါ အလကားကျွေးတာနော် အလကားကြည့်တယ်အလကား ပတ်စံမရှိအောင်နော် ညာမပြီးရမလို့ လည်းမရှိတော့ ပြီးတယ်ရဟိုကျန်တဲ့လူတွေလိုရင်ထပ်ထကြအောင်နော်ဒါပြီလိုရင်ထပ်ထကြအောင်အဖေကြီးတို့အမေကြီးတို့မိုင်းဒီတက်ကိုကျွေးအောင်ပါညီတို့ အလကားကျွေးတာနော် အလကားကြည့်တာဟုတ်ပြီတင်တ်တယ်မလီဝန်တာလိုက်တာစားဟုတ်ဒီဘက်ကတကယ်လည်းစားတာဟိုဘက်ကတကယ်ကြီးလည်းစားကြအောင်နော်တပူကြီးကပျောက်နဲ့ပုတ်ချင်စရာဟဲလာမလေးမကျွေးနေတာ ဘင်းရတယ်ငါတော့ဒီညဒီမှာပတ်စံပေးရမယ်ဒီနင်း ပတ်စံမပေးရဘူးလို့ပြောတာမင်းမလီမပတ်စံပေးရမှာလားမင်းရလဲ မပေးရပေးရလေမင်းတိုင်ချောင်းကုန်းကွာမင်းဘလို့လို့ ဟောမပေးဘူးအလကားကျွေးတာစတူရလို့ပြောနေတဲ့ဟာကို ငါမှလည်းလွဲမချော့စား စော့စားကြတာအလကားကျွေးတဲ့ဟာ အော်ရောပါတယ် ဟိုငါတို့သွားစုံစမ်းတဲ့မီးစက်ဆိုင်နာမည်မင်းမမိတယ်နော် ဩမှတ်မိတယ်အဲ့ဒါ10ပါးစေ